ကိုအလိုမကြတဲ့သူတွေနဲ့တဲ့အတူတူမနေရအောင်လို့ဘယ်လို manifest လုပ်ရမလဲဆိုတော့မေခွန်းလေးကျွန်မဖြည့်ပေးပါမယ်ရှင်မေခွန်းလေးကျွန်မဖတ်ပြအရှိကြီးဖတ်မပြတော့ဘောနော်မေခွန်းလေးရဲ့သဘောတရားကိုကျွန်မပြောပြမယ်ဆွေမျိုးသားချင်းတော့ပါတယ်တဲ့တမိသားစုထဲမှာအတူတူပူးပေါင်းပြီးတော့နေထိုင်နေရပါတယ်တဲ့အဲ့ဒီတော့အမှန်တိုင်းပြောရလို့ရှိရင်သူကမျက်စိဒုက္ခတွေနားဒုက္ခတွေလည်းပေးလိပေးတာရှိတယ်အဲ့ဒီတော့အဲ့ဒီမျက်စိဒုက္ခနားဒုက္ခပေးတဲ့မိသားစုဝင်တွေနဲ့တအိမ်ထဲမှာအတူတူမနေကြပါဘူးတဲ့အဲ့ဒါကိုပေါ့နော်တအိမ်ထဲမှာအတူတူမနေရအောင်လို့ဘယ်လို manifest လုပ်ရမလဲဆိုတဲ့မေခွန်းလေးဖြစ်ပါတယ်ရှင်ဒီမေခွန်းလေးကိုကျွန်မဖြည့်ပေးပါမယ်ရှင်ဒီမေခွန်းလေးမဖြည့်ခင်ကျွန်မပထမဆုံးပြောချင်တဲ့တစ်ချက်ရှိတယ်အဲ့ဒါဘာလို့ဆိုလို့ရှိရင်အခုလိုမေးတဲ့ဒါဟာအလိုမကြခြင်းဆိုတာကိုရည်ညွှန်းနေတာဖြစ်ပါတယ်အဲ့ဒီတော့အလိုမကြခြင်းကိုရည်ညွှန်းနေဆိုရင်လူတွေရဲ့သဘောဆန္ဒအရာလူတိုင်းဟာပေါ့နော်အလိုမကြတဲ့အရာတွေကိုစိတ်ထဲမှာပိုမိုပြီးတော့စွဲမြင့်မှတ်ထားရကြတယ်အဲ့ဒီအချက်တွေကြောင့်မလို့ကျမတို့ကပျော်ရွှင်မှုတွေဟာသူ့အတွက်အချိန်ပေးလိုက်ရပြီးတော့ကိုယ့်ရဲ့စိတ်ချမ်းသာမှုတွေအနည်းငယ်လျော့သွားတာပေါ့နော်တကယ်တော့ကျမတို့ကကိုကပေါ့နော်ပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းသာနဲ့နေကြလို့ရှိရင်အလိုမကျမှုတွေကိုပထမဆုံးအနေအားဖြင့်ဆိုလို့ရှိရင်တော့မတိကြအောင်စောင့်ထားရမှာဖြစ်ပါတယ်မတိကြအောင်စောင့်လို့ရမလားဆိုရင်စောင့်လို့ရတဲ့နည်းလမ်းကျွန်မဆက်ပြောပါမယ်နော်အဲ့တော့ကျွန်မအချက်၃ချက်ပြောပြပါမယ်ဒီအချက်၃ချက်နဲ့ manifest လုပ်ကြည့်ပါနော် manifest လုပ်လို့ရပါတယ်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုရင်နံပါတ်1အချက်ကတော့ခွင့်ပြုပါလို့ပြောချင်တာဖြစ်ပါတယ်ခွင့်ပြုပါကျွန်တော်ကသူ့ကိုအလိုမကျဘူးအမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်နဲ့သူနဲ့အဆင်မပြေဘူးပေါ့နော်ဥပမာအားဖြင့်သမီးရောက်ခမချင်းပဲဖြစ်ပါစေသို့မဟုတ်လို့ရှိရင်လည်းမယားညီကိုချင်းပဲဖြစ်ပါစေသို့မဟုတ်ရင်လည်းတူတွေတူမတွေပဲဖြစ်ပါစေအလိုမကျဘူးမြင်ရတာနဲ့နော်ကိုကအေးစစ်စစ်နေခြင်းနဲ့သူတို့ကစူးစူးညံ့ညံ့တချင်းတွေဖွင့်အဲ့လိုမျိုးဆိုလို့ရှိရင်ကျမတို့ကခွင့်ပြုပေးရမှာဘာဖြစ်လို့ခွင့်ပြုပေးရမလဲဆိုလို့ရှိရင်ကျမတို့မှာစွမ်းရည်2မျိုးအဲ့ဒီအချိန်မှာရှိမှာအဲ့ဒါဘာလို့ဆိုလို့ရှိရင်ကျမတို့က pushing energy လုပ်ရင်ပြောရလို့ရှိရင်တွန်းကန်ရင်ပေါ့ကျမတို့မယုံမရှိနဲ့တစ်ခုခုကိုတွန်းကြည့်လိုက်အဲ့လိုတွန်းလို့ရှိရင်အဲ့ဒီတွန်းတဲ့အရာဝတ္ထုကကိုယ့်စီကိုသူကဘက်ပြန်လာတယ်ပြောရလို့ရှိရင်ကိုတစ်ခုခုနိုင်ရန်ကိုသွားတွန်းကြည့်လိုက်အဲ့ဒီနိုင်ရန်ဟာမရွေ့လို့ရှိရင်ကိုယ့်လက်ကညောင်းလာတာဖြစ်ပါတယ်အဲ့တော့ pushing energy မလုပ်ရဘူးဆိုလိုတဲ့သဘောကကိုသူတို့သဘောမကျဘူးဆိုလို့ရှိရင်ဒီကောင်းတွေကိုငါမမြင်ချင်ဘူးဒီကောင်းတွေငါမျက်စိမမြင်ရအေးရောဆိုအဲ့လိုမျိုးမပြောအောင်ခွင့်ပြုပေးလိုက်အော်ဒါသူတို့ရဲ့ဆန္ဒအရာသူတို့ရဲ့သဘောအရာသို့မဟုတ်လို့ရှိရင်ငါတို့ရဲ့မိသားစုဝတ္တရားအရာတိုင်ထဲမှာအတူတူနေရတာဖြစ်တယ်ဆိုတာကိုခွင့်ပြုပေးလိုက်အဲ့လိုခွင့်ပြုပေးလို့ရှိရင်ဒါဟာလောလောဆယ်မှာငါရုံထွက်နိုင်လားရုံမထွက်နိုင်ဘူးဆိုရင်အေးစစ်စစ်စိတ်ထဲမှာစိတ်ချမ်းသာအောင်လို့ခွင့်ပြုပေးလိုက်အဲ့ဒီခွင့်ပြုပေးတဲ့စွမ်းအင်ကို allowing energy လို့ခေါ်တယ်အဲ့ဒီတော့အဲ့လိုမျိုးခွင့်ပြုပေးလိုက်တာနဲ့ကိုယ်စိတ်ထဲမှာတဖူငြိမ်းချမ်းသွားမှာဖြစ်ပါတယ်ပြောရလို့ရှိရင်တော့နိုင်ရန်ကိုလက်နဲ့တွန်းလို့ရှိရင်ပင်ပန်းတယ်အဲ့တော့မပင်ပန်းတော့ဘူးကွာကိုနည်းနည်းပေါ့ပါသွားမယ်အဲဒီသဘောကိုပြောတာအဲ့တော့ပထမတစ်ချက်ကခွင့်ပြုပေးပါလို့ပြောချင်တယ်နောက်ဒုတိယတစ်ချက်ကတော့ manifest လုပ်ရမှာဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အဲ့ဒါကို visualization နဲ့လုပ်ရမှာဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီအချက်မှာသေသေးချာချာ view ဆိုင်ရမှာကเนาะကျမမိတ်ဆွေဟာလုံးဝဒေါသမပါရဘူးဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့ဒါလေးကို view ဆိုင်ရမှာဖြစ်ပါတယ်ကျွန်မပြောပြမယ် visualization လုပ်ချင်ရင်မျက်လုံးမှိတ်လိုက်မျက်လုံးမှိတ်ပြီးလို့ရှိရင်အာယုံထဲမှာသူကတအိမ်ကိုကတအိမ်ဆိုတဲ့အိမ်လေးနှစ်အိမ်ကိုဖန်တီးလိုက်เนาะအဲ့ဒါကကျွန်မမိတ်ဆွေရဲ့စိတ်ကနေဖန်တီးအောင်အဲ့လိုအိမ်လေးနှစ်အိမ်ကိုဖန်တီးပြီးသွားလို့ရှိရင်ကျွန်မမိတ်ဆွေမြင်ဘူးလားအလင်းတန်းအဝိုင်းကြီးတွေလေနော်အဲ့လိုမျိုးအလင်းတန်းကြီးတွေပေါ့မီးဝိုင်းကြီးတွေကိုပြောတာမဟုတ်ဘူးเนาะဒီလိုမျိုးအလင်းတန်းကြီးတွေဝိုင်းနေတာမျိုးမိုးစဝိုင်းကြီးမှာတော့အဲ့လိုမျိုးအလင်းတန်းကြီးတွေမြင်ဘူးလဲဆိုအဲ့ဒီအလင်းတန်းအဝိုင်းကြီးနှစ်ဝိုင်းကိုအဲ့ဒီအိမ်နှစ်အိမ်ကိုဝိုင်းပြီးတော့ပတ်ချလဲပေးလိုက်ကိုယ့်ဘက်တအိမ်ကိုလည်းလုံးလုံးချုံချုံနဲ့ကိုယ့်ရဲ့အလင်းတန်းကြီးနဲ့ဝိုင်းလိုက်ဒီဘက်တအိမ်ကိုလည်းလုံးလုံးချုံချုံနဲ့အဲ့ဒီအလင်းတန်းကြီးနဲ့ဝိုင်းလိုက်နော်အဲ့လိုဝိုင်းပြီးသွားလို့ရှိရင်တစ်ဖက်မှာသူ့ကိုထားလိုက်တစ်ဖက်အိမ်ကကိုနေပါပြီးလို့ရှိရင်စိတ်ထဲကနေပြီးတော့မှာနော်သူ့ကိုလည်းပဲမင်းရဲ့ပိုင်ဆိုင်တဲ့အိမ်မှာပေါ့နော်ငိမ့်ညမ်းကြွယ်ရွှင်သားနဲ့နေနေပြီငါကလည်းငါပိုင်ဆိုင်တဲ့အိမ်မှာငိမ့်ညမ်းကြွယ်ရွှင်သားနဲ့နေနေပြီငါတို့နှစ်ယောက်ဟာသဟဇာတဖြစ်စွာကိုယ့်ရဲ့စွမ်းအင်နဲ့ကိုညီညွတ်မျှတစွာဖြင့်ပေါ့နော်ကိုယ့်ရဲ့အတိုင်းဝိုင်းလေးထဲမှာကိုနေပြီဆိုပြီးတော့မှမျက်လုံးထဲကနေအာယုံခံပြီး visualize ရအောင်ပုံဖော်ပါအနည်းဆုံး9မိနစ်ပုံဖော်ကြည့်ပါမရအောင်ပုံဖော်ပါကျွန်မမိတ်ဆွေကစိတ်ထဲမှာစိတ်ပူတာတွေဒေါသထွက်တာတွေများလို့ရှိရင်ချက်ချင်းပုံပေါ်မှာမဟုတ်ဘူးကြိုပြီးပြောချင်ပါတယ်အဲ့တော့ကိုအလိုမကျတဲ့သူကိုဆန္ဒနဲ့မကိုက်ညီတဲ့သူတွေကိုအိမ်တအိမ်မှာပေးလိုက်နော်ကိုကတအိမ်မှာထားလိုက်အဲ့ဒီနှစ်အိမ်စလုံးငြိမ်းချမ်းနေပါစေကိုအိမ်ကငြိမ်းချမ်းပြီးခိုးဘက်အိမ်ကဖြစ်ချင်ဖြစ်မဟုတ်ဘူးနို့နှစ်အိမ်စလုံးငြိမ်းချမ်းနေပါစေကျွန်မပြောတဲ့အချက်ကလေးလုပ်ကြည့်ပါနော်အဲ့ဒါဒုတိယတစ်ချက်က visualization လုပ်ဖို့ဖြစ်ပါတယ်သေသေးချာလေးလုပ်ကြည့်ပါနော်ဒေါသလုံးဝမထွက်ရဘူးဖြစ်ပါတယ်နောက်ထပ်တတိယတစ်ချက်ကိုကျွန်မပြောပြပါမယ်ဒီအချက်ကလည်းအလွန်လွယ်ကူတဲ့အချက်ဖြစ်ပါတယ်သူ့ကို card ritual လို့ခေါ်တယ်နော်ကျွန်မမိတ်ဆွေကဘာလုပ်ရမလဲဆိုလို့ရှိရင်စိတ်ကူးထဲကနေပြီးတော့ကြိုးတစ်ချောင်းကိုယူလိုက်ပါ
တစ်ဖက်ကအဲ့ဒီကျိုးရဲ့တစ်ဖက်မှာကိုကင်ထားပါကျိုးရဲ့တစ်ဖက်မှာသူ့ကိုကင်ခိုင်းလိုက်ပါအဲ့တော့နှစ်ယောက်သားကျိုးရဲ့တစ်ယောက်တစ်ဖက်မှာကင်နေပါစေနော်အဲ့တော့အဲ့ဒီကျိုးရဲ့တစ်ဖက်စီမှာလည်းကျမမိတ်ဆွေကစိတ်ကူးထဲမှာပုံဖို့ဒီကျိုးရဲ့တစ်ဖက်ဟာသူ့ရဲ့ငြိမ်းချမ်းတဲ့ energy နဲ့သူ့ဟာသူတက်တက်ရှိမယ်ဒီကျိုးရဲ့တစ်ဖက်မှာလည်းငါရဲ့ငြိမ်းချမ်းတဲ့စွမ်းအင်နဲ့ငါတက်တက်ရှိမယ်ပေါ့အဲ့တော့ဒီကျိုးရဲ့နှစ်ဖက်မှာနှစ်ယောက်စလုံးဒီကိုယ့်ရဲ့စွမ်းအင်နဲ့ကိုပြောရလို့ရှိရင်တော့ကိုယ့်ရဲ့ငြိမ်းချမ်းခြင်းနဲ့ကိုယ့်ရဲ့ဘဝနဲ့ကိုပေါ့နော်ကိုယ့်ရဲ့ဘဝနဲ့ကိုရှင်သန်နေကြပြီဆိုတာကိုစိတ်ထဲမှာထားပြီးသွားလို့ရှိရင်ကျွန်တော်မိတ်ဆွေကစိတ်ကူးထဲကနေပြီးတော့မှာပေါ့နော်အဲ့ဒီကျိုးကိုဖြတ်ရမှာဖြစ်ပါတယ်အဲ့ဒါဘလို့ဖြတ်တာတော့ဆိုလို့ရှိရင်ကျွန်မမိတ်ဆွေရဲ့စိတ်ထဲကနေသူ့ကိုနော်မုန်းလို့မဟုတ်ဘူး no မုန်းတဲ့တရားလုံးဝမထင်နဲ့ဘာဖြစ်လို့လဲဆိုရင်သူဟာလူဘဝမှာလဲလူဘဝကိုရောက်ချင်းတဲ့အတူသူဟာလဲသူ့ရဲ့ကြီးကျယ်ခန္ဓာခြင်းဟာသူကထိုက်တန်တယ်ကိုဟာလဲကိုယ့်ရဲ့ကြီးကျယ်ခန္ဓာခြင်းနဲ့ထိုက်တန်ပါတယ်ဒါကြောင့်မို့လို့ကိုတို့နှစ်ယောက်ဟာစွမ်းရည်တူသလားဆိုလူတွေကတယောက်နဲ့တယောက်စွမ်းရည်မတူဘူးဒါကြောင့်မို့လို့သူ့ရဲ့စွမ်းရည်ရှိတဲ့ဘက်မှာသူငြိမ်းချမ်းပါစေကိုလည်းကိုယ့်ရဲ့စွမ်းရည်ရှိတဲ့ဘက်မှာငြိမ်းချမ်းပါစေဆိုတဲ့စိတ်နဲ့အဲ့ဒီကျိုးလေးအလဲကနေပြီးတော့မှနော်ခတ်တော့လုပ်ပြရတယ်ဖြတ်ပြစိတ်ကူးတွေကနေပြီးတော့ဗောနော်ကျိုးကိုတယောက်တစ်စကင်ထားပြီးတော့ဖြတ်ပြလိုက်ပါကတ်တီးနဲ့ပဲညက်ဓာတ်နဲ့ပဲညက်ချင်တာနဲ့ညက်ပြီးဖြတ်ပြလိုက်ပါအဲ့လိုဖြတ်ပြပြီးတာနဲ့ကိုကနေသူ့ကိုလှမ်းကြည့်လိုက်ပြီးသူကစူးစမ်းလေးတစ်ဖက်မှာပျော်ရွှင်သွားနဲ့ကခုန်နေပါလားဆိုတာကိုစိတ်ကူးတွေကနေမြင်အောင်ပါအဲ့လိုပဲကိုကလည်းဒီဘက်စူးစမ်းလေးတစ်ဖက်မှာပျော်ရွှင်သွားနဲ့ကခုန်နေပြီဆိုတာကိုစိတ်ကူးတွေကနေမြင်အောင်ပါနော်အဲ့တော့နှစ်ယောက်စလုံးဟာပျော်ရွှင်ခြင်းလွတ်လွတ်လပ်လပ်ဖြစ်နေပြီဆိုတာကိုစိတ်ကူးထဲမှာမြင်အောင်ပြီးတော့မှပျော်ရွှင်ပါလို့ပြောချင်ပါတယ်ဒါကတတိယတစ်ချက်ဖြစ်ပါတယ်ကျွန်မပြောချင်တာဒီ၃ချက်ထဲပဲဖြစ်ပါတယ်အဲ့တော့ဒီ၃ရက်လှုပ်လို့ဘာမှမထူးဘူးလို့မထင်ပါနဲ့နော်တေးသေးချာလှုပ်ပါဘာ2ရက်လှုပ်ရမှာလဲဆိုလို့ရှိရင်တော့ကျွန်မမိတ်ဆွေစိတ်ဆန္ဒရှိသရွေ့လှုပ်ရမှာဖြစ်ပါတယ်မထူးကြမချင်းလှုပ်ပါတေးကြတာတစ်ခုကတော့ထူးကြအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်မမိတ်ဆွေရဲ့စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းလို့အမြန်ဆုံးထူးကြလေဖြစ်ပါတယ်နော်အနည်းဆုံးတော့တစ်လလောက်လုပ်ကြည့်ပါဒီအတော့အတွက်မှာပြောင်းလဲလာပါလိမ့်မယ်အကယ်၍သူ့မှာလည်းပဲအဲ့ဒီအချိန်အတွက်မှာတနေ့ရမှာအိုးကောင်းအိမ်ကောင်းတွေရပြီးကြီးပွားသွားနိုင်တယ်လို့နော်သို့မဟုတ်သူနဲ့ကိုယ်နဲ့ဟာခွဲခွာလို့မရတဲ့အခြေအနေအရာကဘာမြေကြီးအရာတို့ကန်တရားအရာတို့ကအလွန်တအိမ်ထဲမှာပဲပူပူကက်ကနေထိုင်ခွင့်ရမယ်ကန်ကြီးပါလာရင်တောင်မှပဲသူ့ရဲ့စိတ်တွေဟာဝမ်းမြောက်ပျော်ရွှင်တာနဲ့ပြောင်းလဲလာပါလိမ့်မယ်ဆိုတာလေးကိုပြောချင်ပါတယ်ဒါကြောင့်မလို့ဝမ်းမြောက်ပျော်ရွှင်တာနဲ့နေပါဒီစိတ်ကူးလေးတိုင်းလုပ်ကြည့်ပါဒီနည်းနဲ့ manifest လုပ်ကြည့်ဖို့အတွက်အကြံဉာဏ်ပြုပါတယ်ရှင်အဆင်ပြေကြပါစေရှင်အောင်မြင်ကြပါစေမိသားစုတွေလည်းပျော်ရွှင်ကြပါစေရှင်